င်းအောင်လိုက်ကေဘတ်ကိုပောက်ခွဲပြက်စီးကြတာကြားဖြတ်ဆိုတဲ့ online လေးရဲ့အခုဥစ္စာတစ်ခုတည်းဒီကလောက်တာမဟုတ်ဘူးသူတို့ကဟန်တာကိုအစိတ်တိုင်းလို့ပါနော်ခွဲထုတ်နားယူပြီးတော့နိုင်ငံတကာကိုရောက်တာနဲ့စီးပွားရေးကိုလုပ်တာတဲလို့လာနေတာအဲ့ဒီမှာရှိတာတဲ့ပြီးတော့ပေါ်သွားမှဆိုရင်ပောက်ခွဲပြက်စီးလိုက်တယ်တဲ့ပြောချင်တာကလေဒီကားမပြောပြတာတွေလည်းကြာပြီလူကလည်းအလုပ်တွေကလည်းများကိစ္စတွေကလည်းရှုပ်ပေါ့လေဆိုတော့အခုကအားလုံးကိုသူ့ဘက်ကိုပဲပြောနေတဲ့အကြောင်းအရာတွေတော့တွေ့ဒီအကြောင်းအရာရဲ့ဘယ်လိုပြောမလဲအချိန်အစအတိုင်းတာကိုကြည့်ကြည့်တော့လေပြောမှဖြစ်တော့မယ်ဆိုတော့စဉ်းစားတာပေါ့လေပြောရမှာကတော့ဒီကြားဖြတ်တဲ့ပတ်သက်တဲ့ကိစ္စပေါ့ဒီလေးဝင်ပြီးသူတို့ကစပြီးတော့ကျွန်တော်ပြောခဲ့တာပေါ့လေဒီကြားဖြတ်အဲ့တော့ကတော့ဒီလောက်အရင်ကြီးလို့ထင်ကြတာပေါ့တဖြည်းဖြည်းနဲ့ပြောချင်တဲ့အပိုင်းကတော့2027တဲ့တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ကြီးနေရာပေါ့လေဝမ်ကြီးကိုပြန်ခန့်တာအဲ့ဒီဝန်ကြီးကသတင်းတော့မှလည်းဖွင့်ကြောင်းလို့ပြပတ်တဲ့ပြုတ်သွားကျွန်တော်နာမည်တော့မပြောတော့ပါဘူးဒီအလုပ်ပြုတ်သွားဆိုတော့တရုတ်နိုင်ငံသားရေးဝန်ကြီးအဲ့ဒီဝန်ကြီးကမေလ25ရက်နေ့2022ခုဆိုရင်တော့ဒါအာဏာသိမ်းပြီးတော့၄လကြာမှပဲရောက်လာဆိုနောက်ကင်မှာဖြစ်နေတဲ့ကြီးမားနောက်ကစားရဲ့လူကုန်ကူးမှုရဲ့လူရဲ့စေဝါတွေဒီလိုပြန်ဝင်နေတာတွေရဲ့နောက်ဆုံးကစက္ကစရင်းနေတယ်အဲ့ဒီချိန်ကကျွန်တော်ပြောခဲ့တယ်အကုန်လုံးဒါကိုတရင်ရုပ်တံနေနဲ့လည်းကျွန်တော်တင်ပြခဲ့ပြီးသားဖြစ်တယ်ဒီချိန်ကဆိုအခုအဲ့ဓာတွေကိုကျွန်တော်ပြောနိုင်တာကတော့စက္ကစအာဏာသိမ်းတဲ့အချိန်မှာပတ်သက်လုံလောက်မရှိဘူးပြ။ဘာလို့တရင်တက်ဖွဲ့ရတယ်သူ့ကလည်းရှားပွေးစားတော့တင်တဲ့ကောင်တိုက်ကိုယ်လည်းကောင်ကိုလူတဲ့လူတောင်းတဲ့လူတောင်းအကုန်ကောက်တဲ့လူကောက်အဲ့လိုလှုပ်ရှားနေကြဒါပေမဲ့အဲ့ဒီပတ်သက်နေလည်းကြီးမားကြီးနေကြတော့တရင်တက်ဖွဲ့တွေလက်ထဲမှာပဲပျောက်သွားကြဒါကျွန်တော်ရတဲ့တဲ့အချက်လက်မှန်ကိုပြောတာအဲ့လိုနဲ့မရောက်နိုင်ဘူးဒါဆိုရင်ဘောင်ကြီးတွေကိုငါတို့ကြိုက်မှပတ်သက်ရမယ်ဆိုပြီးတော့ဒီလောက်ကင်ကဖေးထောက်ချင်ကိုအုပ်စုတွေနဲ့အဲ့ဒီမှာလှုပ်ကြတော့တရုတ်ကကြာလေမခံနိုင်လေတရုတ်လူမျိုးတွေအသက်ခံရအသေးခံရနောက်စားခံရဖို့လေဒါတရုတ်ဘက်ကအပိုင်းပေါ့ဒါပြောချင်တာအဲ့ဒီချိန်မှာတရုတ်ကအရန်အလက်ကျင်တော့ဒီကအလူကြီးကြောင့်ကျွန်တော်ဘာမှမပြောဘူးတရုတ်ကအရန်အလက်ကျင်ဖြစ်နေတယ်မဟုတ်နိုင်ဘူးသူတောင်းဆိုတာမရဘူးဒီကနိုင်ငံရေးသမားတွေမပါနဲ့တာပဲရှိတယ်တရုတ်အဲ့ဒီမှာဖြစ်နေတဲ့တရုတ်ရဲ့ဒီ organic ဓာတ်မှုကိုနားမလည်ကြတာပေါ့ဗျာတရုတ်ကအဲ့ဒီချိန်မှာဗမာဘာအထောက်ပံ့မှမပေးဘူးမဟုတ်နိုင်ဘူးတော့ဒေါသပဲထိုင်ထွက်နေတာရှင်းပြောရင်တကယ်ဒီဘက်ကတိုက်နေတဲ့အတိုက်ခံပွဲကြီးတွေလည်းရမလားပေါ့အောင်မြင်သွားမလားပေါ့တရုတ်ကအဲ့ဒီချိန်ကိုမျှော်လင့်ပါသေးတယ်ဘာလို့မရောက်နိုင်တော့ဒီမြန်မာစက္ကစစစ်တပ်ကကောင်တွေကဒီမတရားပေါ်တင်ကြီးဖြစ်နေပြီဒီအကျဉ်းကြီးရောက်ပိုင်းမှာလောက်ကင်ပြခွင့်ပေါ့လေနော်ဒီအများကြီးပဲလောက်ကင်တစ်ခုတည်းတော့မဟုတ်ပါဘူးဒါပြောရရင်တော့ဟုတ်တာမြုပ်လိုက်လို့အဲ့ဒီမှာပေဆောက်ချိန်ကိုလည်းပေါင်းပြီးတော့ဒီ online လုပ်ငန်းတွေရောလူရဲ့စေဝါတွေရောလူပုံကူးတာတွေရောရတဲ့နည်းနဲ့ဓာတ်စာကောက်အသေးချာကျွမ်းကြားပြီးတော့ဘူးလုပ်ခိုင်းတာအထုတ်လိုက်ထည့်လိုက်မရောက်နိုင်လို့အဲ့ဒီကရတဲ့ပတ်သက်နေချင်းအတူတူဗန်းကြရတာနဲ့ဒီမန်သိန်းဗန်းကြရတာနဲ့ဘာကုန်ကူးတော့ပေးမယ်ညာကုန်ကူးတော့ပေးမယ်ဆိုအဲ့လိုတိတ်ကျုံပြီးတော့အဲ့ဒီကိုကတ်ပြုတ်ကြီးကြီးကနေကြားတဲ့နည်းနဲ့နော်ဒီပေဆောက်ချိန်ကိုကြီးကနေဟောလေကြားတဲ့နည်းနဲ့ယူနေပေဆောက်ချိန်ကလည်းလူတွေကပြင်းပန်းနှိမ့်ဆက်အဲ့မှာအကုန်လုံးကြီးတရတာကအများတော့အဖြစ်ပြုတ်နေလို့ဖြစ်ဟောလည်းကိုယ်ကအဲ့လိုဝင်ပြီးတော့လိုက်ခါရတာအဲ့ဒါလည်းနောက်ဆုံး30ကိုပေါ်လာတယ်ပေါ့ညာအဲ့ဒီတစ်ခါချလိုက်တော့ဒီကကေပတ်ပတ်ကိုသွားကြကေပတ်ကခင်ဗျားတို့ကျွန်တော်တို့ကြမယ်ညာကျွန်တော်သိလောက်ပြောတာတော့အဲ့ဒါအောင်မင်းကစားတာ ANU နဲ့ငင်းရိုင်းလောက်ကြပြီးတော့မူစီပေါ်တူလို့နဲ့နော်ငင်းရိုင်းလောက်ကြပြီးတော့အဲ့ဒီအချိန်မှာအပြိုင်စကြတာရွှေကုတ်ကိုနဲ့ကေပတ်ကပြောနေတာကတော့အဲ့ဒီစမဲ့အကျဲထဲမှာရွှေကုတ်ကိုတို့ဒီတော့ချစ်သူတို့စားတယ်ဆိုတာကတော့ချစ်သူကတော့နေကြားတော့တပ်ဖွဲ့အနေနဲ့ပေါ့လေဒါပုံမှန်လေးတော့ကျွန်တော်လည်းသိပါတယ်အောင်မင်းနဲ့နဲ့ကျွန်တော်ထိုင်းရောက်တော့ဘုံဘူးတော့ချစ်သူပြည့်တယ်ပါလေလေးလာကြည့်တာပေါ့လေစကားပြောကြည့်တာပေါ့အဲ့ဒီချိန်ကကျွန်တော်ကဘာသာတွေ့လဲဆိုတော့ချစ်သူတို့ကအင်အား9000လောက်ရှိတယ်နော်2009မှာစထူထောင်တော့စစ်တပ်က1000လောက်ပါဒီတပ်ကအဲ့ဒီဒီဟိုတင်းပေါ့လေကရင်ဖွဲ့ကရင်တွေကနေပြီးတော့3000လောက်ပါတယ်ပေါ့ဒါပေမဲ့ကြာလာတော့2013လောက်ရောက်လာတော့မြန်မာစစ်တပ်ယူနီဖောင်းတွေရောစားလက်ရိတ်ခါတွေရောအတိုင်းစောချစ်သူတို့ပေးနေရတာမခံနိုင်တော့ပုံမှန်မပေးနိုင်တော့စီးပွားရေးတစ်ခုလုံးကိုရှာကြအောင်ဆိုတဲ့စောချစ်သူတို့စဉ်းစားလာတဲ့အချိန်မှာမြန်မာကအခုပြန်ကြားရေးဝန်ကြီးမောင်အုံးအဲ့ဒါမှတ်ထားခင်ဗျားတို့အဲ့ဒါစောချစ်သူရဲ့ခေါင်းကင်ဖခင်အဲ့ဒါမောင်အုံးကစောချစ်သူကိုခင်ဗျားတို့ကာရာအိုကေတို့ဒီကက်စီနိုတို့ဆိုလိုချင်တာကအမေပြောလိုက်သေးတယ်အဲ့ဒီမောင်အုံးဘေးမှာစောချစ်သူနဲ့တိုင်ပင်တဲ့အချိန်တော့ပါတဲ့ကမ္ဘာတော်အရာရှိတယောက်ပေါ့လေအခုက तू ကတော့ကျမ်းမာရေးရနားသွားပြီအဲ့ကမ္ဘာတော်အရာရှိတယောက်ဘာပြန်ပြောပြလဲဆိုတော့ကိုရင်းနဲ့တထေးကျွန်းနေမှာလုပ်တယ်လို့တဲ့ခင်ဗျားတို့လုပ်ပါလားတဲ့ပထမတော့ online တွေလည်းဘူးမဟုတ်ဘူးဗျကျွန်တော်သိတာတော့ဒီကော့တောင်ဘက်ရန်အောင်ဘက်ကဒီတင်းတာကြီးဘက်ကမြန်မာလုပ်တာတထေးကျွန်းကိုတထေးကျွန်းပိုင်ရှင်လည်းတထေးကျွန်းလာတာတဲ့ဒီကိုလည်းဖမ်းလိုက်ပြီနော်ဒီတော့ကျောင်းပေါ်မှာဝိရစီဝါကိုပြုတ်ပြကမ်ပီတယ်တွေကိုမှာယူပြီးချက်တဲ့ကောင်ဆက်ပြီးတော့ဝိရစီဝါကိုအင်တန်ပေါင်းမြောက်များတော့အလုံးလိုက်ဩစတြေးလျတို့နယူးဇီလန်တို့အဲ့တထေးကျွန်းတွေပို့တာနော်ဟုတ်တယ်ဒီပုံစံမျိုးစုံနဲ့ကွဲပြီးတော့နော်ဒါတွေကိုလည်းကျွန်တော်တို့သိတယ်ဗျကျွန်တော်တို့အမေရိကန်မသိဘဲနဲ့နေလာမဟုတ်ဘူးဒီပြောရမယ့်အချိန်ရောက်လာရင်ကျွန်တော်ပြောပါတယ်အခုအဲ့စောချစ်သူတို့ကအဲ့လိုတထေးကျွန်းကောင်တွေတို့ကက်စီနိုတို့ကာရာအိုကေတို့ဒီနိုင်ကလတ်တို့အဲ့လိုမျိုးလုပ်ဖို့သူတို့ကမောင်အုံးကအဲ့ဒီမှာပြောပြတယ်
အားရကျွန်တော်တို့တာဝန်ယူပေးနိုင်တယ်တောက်ချောက်ပေးနိုင်တယ်ဆိုတော့ချစ်သူမောင်မောင်အုပ်ကိုလည်းရုပ်ပြီးခေါ်သွားတာဆိုတော့မြန်မာသတင်းသမားတွေအဲ့ဒီ point လွတ်နေတယ်မပြောကြဘူးဟုတ်ပြီနော်ဒါ2013ကိုကျလာအာနာသိန်းနဲ့အဝေးတကယ်တည်ခဲ့လိုက်တဲ့အကျင့် NLD ဆိုရမပတ်သက်ဘူးလားဆို NLD ဆိုရကလေကျွန်တော်ပြောကြမယ်လက်မစားဘူးဆိုတဲ့လူဗမာပြည်ထဲမှာဘယ်ဆိုရမှမရှိသေးဘူးအဲ့ဒါလည်းမှတ်ထားအောင်ကျွန်တော်ဘယ်မှလိုက်မပြောဘူးခင်ဗျမောင်မောင်ဆိုးဆိုတာလေသူသားထွတ်ဆိုးအောင်လေသမားတွေရဲ့လေခွက်တွေကိုအတင်းသိမ့်ဗန်ကြီးလူနဲ့ကြမ်းပေါက်ခိုင်းပြီးတော့လေသမားတွေဘဝပြောင်းအသေးစားခဲ့တာကျွန်တော်မှရုပ်တန်နေရတာအတိအကျဖို့ရှိတယ်လေခင်ဗျားတို့ကြည့်ဘူးပါဗောကျွန်တော်ပေါ်ပြဘူးလားပဲမောင်မောင်ဆိုးသားတို့ဟိုချင်းလာရင်းချနာတို့နော်ရန်ကုန်မြို့လေကောင်မင်္ဂလာတုံးတာနော်ဟုတ်ပြီဒါနဲ့အခုမရောက်နိုင်လို့လည်းပတ်သက်တယ်ဆိုတာအဲ့ဒီကနေအစိတ်ရလာပြီအခုကိပတ်မှာဟောထောက်ကြတာကိပတ်ကိုခင်ဗျအမေရိကန်ဒေါ်လာ129တန်ဘူးနော်ခင်ဗျတိဆောက်တာအဲ့ဒီ company နဲ့ကျွန်တော်စကားပြောမှုလေ company 3ခုနဲ့တိဆောက်တာကိပတ်ကိုအဲ့ဒါရုပ်အဲ့လိုအပ်တဲ့ပစ္စည်းပြီးလာနေဒီထိုင်းရတွေ့လားတန်လို့ဟိုတင်းအကုန်လုံးပြုတ်ကနေလာကြတာနော်တော်တော်များများပေါ့လေဒါပြီးလာနေပဲအဲ့ဘက်ကကုမ္ပဏီတို့ထောက်ရတယ်ဒီပတ်ဆောက်တာဒီချင်းကချင်းဆက်လာကြတာရများကြီးအမေရိကန်ဒေါ်လာ129တန်ဘူးနဲ့ဆောက်အခုနိုင်ငံတကာအမေရိကန်ဒေါ်လာဘီလီယံ60လောက်ကိုလိမ့်ပြီးပြီဒီပတ်တစ်ခုတည်းတော့မဟုတ်ပေါ့ဗျာကျွန်တော်ဒါကတော့ခင်ဗျားတို့အမှန်တမ်းပဲပြောကြအထူးသဖြင့်ကမ္ဘောဒီးယားရဲ့ဗမာရဲ့ထိုင်းကသူ့မပါပါဘူးတဲ့သူတို့ပြောတာဟုတ်တယ်ထိုင်းကမပါဘူးဒါပေမဲ့အဲ့ဒီနှစ်ဖက်လုံးရောက်သွားဘူးထိုင်းနိုင်ငံကအဓိကဘောဒရာကထိုင်းဘောဒရာကိုမကူးဘဲနဲ့ဘယ်နိုင်ငံမှသွားလို့မရဘူးပြီးတော့ထိုင်းရဲ့အရာရှိတွေမပါဝင်မပတ်သက်ပဲနဲ့တော့အဲ့ဒီလူတွေဒီလောက်အုပ်အောင်တောင်းနေလူသိန်းနဲ့ချီပြီးတော့ပြုံယုံနဲ့သွားလို့မရဘူးဗျတော့တစ်ဖက်ကလည်းလက်ခံတဲ့အဖွဲ့ကြီးဗမာဘက်ကိုပဲပြောမယ်တော့ချစ်သူကိုဒီလိုလက်ခံနေတယ်သူ့တာကိုမင်းအောင်နိုင်လို့စစ်တပ်ကမသိပဲနဲ့ခင်ဗျားတို့ပြောတော့အချုပ်ချာအာဏာရောတပိုင်နဲ့ဒီညီပုံရောတုံနေရောခွေးမသားတွေခွေးစကားတွေပြောနေကြဒါကြောင့်နိုင်ငံတော်ခွေးမသားတွေလို့ကျွန်တော်ညပြောတယ်အဲ့စကားမိုးကြီးတော်လည်းပြောတယ်ကျွန်တော်တို့ဒေါသထွက်အဲ့ဒီကောင်တွေကိုနိုင်ငံတော်ခွေးမသားလို့ခေါ်တယ်ရမတာကိုအဲ့ဒါနိုင်ငံတော်ကြီးတစ်ခုကိုခွေးမသားပြောလို့ဒါအဲ့ဒီကောင်ပြောတော့အချုပ်ချာအာဏာဝင်လာတဲ့လူသိန်းနဲ့တန်းနဲ့ချီပြီးခင်ဗျာလူနာမည်လည်းမသိလူလေးလည်းမသိတယ်လက်ခံရသလားဗျဒါကအကျိုးပဲသူတို့လက်ခံတာပေါ့လိမ့်တယ်ဖို့လက်ခံတာပေါ့ဗျဟုတ်ပြီဒါဆိုအခုပြဿနာတက်တော့ဟောကိကိဘက်ကိုဟောက်ခွဲဖြစ်ပြီးတယ်ဘောမတွေစကားပြောတာရဲကြီးရတယ်ဘာဖြစ်လို့မရောက်နိုင်တာပထမကိကိဘက်ကိုလွတ်ထားလဲဆိုတော့ PNU ကိုဒါညှိနှိုင်းလို့ရအောင်လေကျွန်တော်ဘာလို့ PK ဘက်က PNU ဘလူးဘဲနေနေတပိုင်းစားပါဝင်ပတ်သက်တယ်ဗျာဒါကတော့ကျွန်တော်အမှန်တိုင်းပြောတယ်အဲ့ PNU တွေကလည်းအဲ့ဒါတွေတော့ကိုသူတို့သွားခေါ်လာတာမို့အဲ့ဒီလူတွေရောက်လာတာခေါ်လာတာတော့မြန်မာစစ်တပ်အရမတ်တာတော်တယ်သူကြည့်တော့မတက်သေးဘူးအဲ့ဒီမြန်မာစစ်တပ်တွေကကိုခေါ်လာတာအားလုံးကခင်ဗျားတို့ကြိုက်တာတော့ကျွန်တော်မကြောက်ဘူးအဲ့ဒီစာဝင်နဲ့အဲ့ဒီကောင်ရဲ့ပတ်သက်ဖို့မိတ်သူတွေကစားခင်ဗျားတို့မြန်မာစစ်တပ်ဒီတရုတ်တွေမဟုတ်ဘူးနှစ်ရုပ်သုံးရုပ်တွေပါရှိသေးတယ်အဲ့ဒီကောင်တွေပတ်သက်နေတာစားရှိတယ်ကျွန်တော်အေးဒါပေမဲ့မြန်မာမှာတက်တဲ့အစိုးရတိုင်းအကုန်လုံးသဘောတဘိုးတွေကြီးတယ်ကျွန်တော်ပြောတာခင်ဗျားတို့ကြိုက်တယ်မကြိုက်တယ်ကျွန်တော်အမှန်တိုင်းပြောတယ်မောင်မောင်တိုးတို့နီလာကျော်တို့ဆောလို့ဒီဝင်ကြော်လဲလို့ကိစ္စခင်ဗျာခိုးတာအောင်မဲ့လေးရေပိုက်ကောင်ကခင်ဗျာလေရိုးယူရေပိုက်ကြီးနိုင်ငံတော်ရေပိုက်ကြီးဝေပိုက်ကြီးတွန်ချတယ်လို့တော်တော့ခိုးတာကျွန်တော်ပြောပေါင်းနဲ့ညာမောလဲမောသွားလို့ရမှန်တော့ကျွန်တော်တိုင်သားသေးသွားတယ်ဘယ်ကောင်တက်တဲ့သဘောတွေပဲတက်တယ်ဒါပေမဲ့ဒီသူတိအောင်တော့ကျွန်တော်ပြောတယ်ကျွန်တော်ပေးခြင်းနဲ့ message ကမင်းအောင်နိုင်ကအဲ့ဒီမှာငွေပြတ်နေခုနကဘယ်လောက်ပြန်ဆက်ပြီးမှအဲ့ဒီလောက်ကင်ဘက်ကတော့ရနေကြဒီကရင်ပြည်နယ်ဘက်ကလည်းရအောင်အသေးအတန်နိုင်ငံသားတွေအဲ့ကတော့မပါဘူးပေါ့ဗျာသူကဘောဒရာတို့ကိုအဲ့ဒီကနေတော့အားရပါရတွင်ငွေသိပြီးတော့အဲ့ဒီအကျိုးညက်တွေကနော်စောချစ်သူတို့စောတယ်ဝဲတို့အခုစောစမ်းအောင်တို့ DPP တို့ပေါ့ဗျာဝေပုံရခွဲယူမင်းအောင်တိုင်းတိုက်သွားဖို့အတွက်မောင်မောင်အောင်ရနော်မင်းအောင်တိုင်းရဲ့သားသမီးတွေတောင်မှစောချစ်သူရဲ့ company မှာရင်းနှီးမြှုပ်နှံမှုတွေပါတယ်လို့မင်းအောင်တိုင်းသားသမီးတွေထောင်ထားတဲ့ company မှာစောချစ်သူရဲ့ရင်းနှီးမြှုပ်နှံမှုပါတယ်အပြင်ဗမာပြည်ရန်ကုန်မြို့ကြီးမှာဆွဲနေတဲ့ YBS အုံနာဘွတ်အားလုံးကိုအင်းတွေဝင်လို့ကျော်နေဝင်လို့မောင်နှမတွေကတော့ချစ်သူအပေါင်းသွားထားရတယ်ဆိုတော့ကျွန်တော်တို့စဉ်းစားကြည့်တော့ဘလောက်တောင်အဲ့လိုဖြစ်နေကြလဲဆိုတာအဲ့ဒါကြောင့်အဲ့လိုဖြစ်လာတော့ကဲကုအမေရိကန်လည်းအတောင်ရေးယူမယ်ဆိုတဲ့အချိန်မှာဘာဖြစ်လာလဲဆိုဘာကိကိပိုက်ကြတော့ PNU တွေငါတို့လည်းကြားတော့ရပြီးနော်မြန်မာစစ်တပ်ကတွေးတာပေါ့ PNU ကလည်းငါတို့ပြောတာနားမထောင်ဒီကောင်တွေကိုအသက်သွေးကြောဖြတ်မယ်တရားမှမရအောင်လုပ်မယ်သူတို့ကိကိပိုက်ကိုဖောက်ခွဲဖြတ်စီတွေ့လာငါတို့အဖကလောင်ကစားမှုရဲ့စေဝါလုံးဝမရဘူးဟောရန်ကုန်မြို့မှာပဲတော်လူကြောင်းနေမှာကြော်လုံးမင်းတော့အပြီးဝါဒနေတိုင်းတောက်လို့ရတယ်တဲ့အလကားတော့တောက်လို့ရတယ်ဒီလိုက်ပြမှုလေတော့သူတော့မသိဘူးလေသူများပြောမှသိတာတဲ့အဲ့တော့ပေါ်နေပါဗျာအများကြီးဦးတယ်လို့ပဲအမြောက်လည်းလက်ထက်မှာဖြစ်တာနော်အားလုံးတို့ကလူကအေးအဲ့ဒါလည်းဗျာဟောအဲ့ဒီမှာတခါမြောက်လိုက်တော့လည်းရတော့ရပြီသူပေဆောက်ချိန်ကိုကိစ္စရတယ်သူစစ်တာလည်းပြည်ကျင်တော့တေအောင်ပြီးဒါချိုးလည်းကြပြီးကောင်းကောင်းလည်းဒီကောင်သဘောပေါက်သွားတော့ငပေအုပ်စုတွေကိုလွှဲပြလိုက်တယ်ငပေလည်းပြည်တယ်ကြဘူးဟောအခုကတော့အမေရိကန်နဲ့တိုက်ရိုက်တိုးလာပြီမြမရေးပြဿနာကဘာနဲ့သွားပြီးမပတ်သက်ရင်ဘာမှမဖြစ်ဘူးကဘာနဲ့ပတ်သက်ရင်မင်းတို့ကဒါဖီလိုဟူစိန်ကိုဖြစ်သွားမယ်လို့ကျွန်တော်ပြောမှုတယ်အခုကဘာနဲ့ပတ်သက်လာပြီပတ်သက်လာတဲ့အချိန်မှာဘာလုပ်လဲဆိုတော့မရောက်နိုင်အောင်တဲ့နေရာကြီးအစီပုဂ္ဂိုလ်တို့ဘာမြစ်တာနိုင်လို့ဘာသစ္စာနိုင်လို့မဖြစ်ဘူးတော့မဖြစ်ဘူးတော့ခင်ဗျအဲ့ဒီပတ်တစ်ခုပဲ129တန်းနဲ့တိဆောက်ထားတဲ့ဒေါ်လာ129တန်းဒီဘက်ကိုဖြတ်เสียတော့မလို့လားဗျာတော့ဖြတ်เสียကိုမလို့ခင်ဗျားတို့ကျွန်တော်ပြောပြမယ်မြန်မာတွေအဲ့ဒါကြောင့်ခင်ဗျားတို့ကလည်းလိမ့်တဲ့လူမှလက်ခံတာအဲဒီလိမ့်နာရောစကားစလိမ့်နာရောငလိမ့်နေတဲ့ခင်ဗျားတို့လက်ခံတာနော်အဲ့ဒါအခုခင်ဗျားတို့လက်ခံတဲ့ငလိမ့်နေကြောင်းတက်ရှင်းကြမယ်အမေရိကန်ဒေါ်လာ129တန်းနဲ့တိဆောက်ထားတဲ့ဒီဘက်ကိုဖြတ်เสียမလို့ဘူးဒီဘက်ကိုသူတို့ဝင်ရှင်းလို့တဲ့ရောက်မှမရှိတော့ဟုတ်တယ်ထွက်ပြေးလာတယ် online ပေါ်မှာကျွန်တော်လည်းမြင်ရတယ်ဒါလိမ့်ကြမှာမလို့အားလုံးမြင်နေရလူလည်းမရှိတော့
ဒါဆိုခင်ဗျားတို့အထောက်ချလိုက်လေစောချစ်သူရှိနေလေဟိုဒါကြက်ရှိလို့ခင်ဗျားတို့ပြောတော့အထောက်ချလိုက်လေဒီအဲ့ဒီအောင်အဲ့ဒီတာပြည်သူတွေပဲစာတင်ကြောင်းတွေသိတိုင်းနေသိအောင်အဲ့ဒီကြောင်းလိုက်လို့မရဘူးလားလို့ဟုတ်ကဲ့ဗျမင်းအောင်လိုက်ဆွဲတဲ့အကွက်ကလက်လွန်ချက်တော်ဖြစ်သွားတာဗျခင်ဗျာဗမာပြပြောတဲ့အတိုင်းကျွန်တော်ပြောရရင်လက်လွန်ချက်တော်ဖြစ်သွားတယ်ကွယ်အကွက်လက်လွန်ချက်တော်သွားတာသူတို့ကဒီကြားဖြတ်တစ်ခုတည်းကိုသူတို့ကလောက်တာမဟုတ်ဘူးသူတို့ကဒီမှာခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုပါနော်ခွဲထုတ်ရယူပြီးတော့နိုင်ငံတကာကိုရောင်းစားတဲ့ကြီးပွားရေးကိုလောက်တာမှတည်သွားတဲ့လူတွေကိုအလောင်းဖြောက်တာကတော့ကျွန်တော်ရထားတဲ့သတင်းက acid နဲ့ဖြော်ပြီးတော့အဲ့ဒီအရေးဖြစ်သွားအယိုးတွေကို acid နဲ့ဖြော်ပြီးတော့ pipe တွေကိုထည့် pipe line တွေကိုထည့်ပြီးတော့မြေကြီးအောက်တွေကိုပို့ပြီးတော့ဖြောက်တာနော်အဲ့ဒါမျိုးလူထောင်နဲ့ချီရှိခဲ့တယ်တဲ့ organ တစ်ခုအစိတ်ပိုင်းတစ်ခုကအမေရိကန်ဒေါ်လာ1000ကနေ3ဝန်းကျင်ထိရှိတယ်တဲ့ market က demand ဖြစ်တယ်လို့သူတို့အဲ့ဒီယူလိုက်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကတန်ဖိုးရသွားတယ်တဲ့အဲ့ဒါဒီပေါ်မှာဆိုလို့ခုနကတော့လှပတဲ့ KK ဘတ်ကိုခင်ဗျဘုံခွဲကြရတယ်မလို့မိုင်းထောင်ကြရတယ်မလို့ဘာကြောင့်ဖောက်ခွဲဖြက်စီးလဲဆိုတော့အဲ့ဒီတဲလွန်စားတွေကို American CIA တွေ FBI တွေအကြောင်းမျိုးကြောင့်ဒါမှမဟုတ် freelance agent တွေဝင်လာပြီးတဲလွန်စားရသွားရင်ဒီတခါတော့ငါတရားပါကြီးရဲ့ဆိုတော့မင်းအောင်လိုက်အကုန်ရှင်းခိုင်းတာတဲ့ခင်ဗျအဘကနောက်ကစားလောက်တာမကြိုက်ဘူးလို့တွေ့လားအဘကပြတ်သားတယ်လို့စောက်ပေါ်စကားတွေမပြောကြပါနဲ့ခင်ဗျားတို့ဗုဒ္ဓဘာသာတွေဘယ်တော့ရုပ်မှကြတယ်လဲကျွန်တော်လည်းဗုဒ္ဓဘာသာပဲခင်ဗျားတို့လိန်နေတာအဲ့ဒီမှာလူကုန်ကူးထားတဲ့လူတွေနော်ခံရတဲ့သူတွေကခင်ဗျားတို့နော်စောချစ်သူဗုဒ္ဓဘာသာစောစမ်းအောင်ဗုဒ္ဓဘာသာခင်ဗျားတို့ဗုဒ္ဓဘာသာကရင်တွေလုပ်နေတာဟာပြီးတော့အဲ့ဒီ KK ပတ်မှာ KNU ထိန်းချုပ်ထားတဲ့တာပြောတာခင်ဗျာ KNU ကအဲ့ဒီမှာကျွန်တော်သိတာ 15% ပဲရတာတဲ့ကျန်တာတွေအားလုံးစောချစ်သူနဲ့စစ်တပ်ပဲတဲ့အခုမှ KNU ကလူထောက်လာနိုင်မှမရှိတော့တဲ့အချိန်တွေမို့လို့အမြင့်ဖြတ်ချင်လို့နိုင်ငံတကာအကြည့်ကောင်းအောင်ဆိုပြီးတော့အဲ့ဒီ KK ဘတ်ကိုပိတ်တာကျန်တဲ့နေရာတွေမပိတ်ဘူးတဲ့တခုမှမပိတ်ဘူးအရင်တိုင်းပဲမိတိတ်တွေလင်းနေပါတယ်တဲ့ကဲထပ်ပြောအောင်မယ်ဒီတယ်ရတယ်လေဘလို့ဖြစ်လို့အဲ့ဒါတွေဖောက်ခွဲဖြစ်စည်းတယ်လေဖြစ်စည်းပြမှာမလို့လားအဲ့ဒါဒေသခံတွေလေမိမိတိုင်းပြည်မှာလေလာဆောက်ထားပြီးပြီလေနိုင်ငံတကာပတ်စံတွေလည်းလိန်သွားပြီးပြီလေကဲကိုမလိန်ဘူးကိုပန်းနေဆိုရင်ခင်ဗျားတို့ဘာလို့ဖောက်ခွဲရမှာဒီလူတွေရှင်းလိုက်ရင်ပြည့်အဆောက်အဦတွေကိုအဲ့ဒီဒေသခံတွေအတွက် infrastructure အဖြစ်စိတ်ကနေကြောင်းနေစေယုံနေစာသင်ခန်းနေစာကြည့်တိုက်တွေဟုတ်တယ်မလားဘတ်စကားဂိတ်တွေခင်ဗျားတို့စီဝေးခမ်းပါလေအဲ့ဒီကလူမှုကွန်မြူနတီသုံးလို့ရနေတာပဲဘာကြောင့်မသုံးတာလဲခုနက online တိတ်လည်မှုတစ်ခုတည်းတော့မဟုတ်ဘူးတဲ့လူခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုပါခွဲစိတ်ထုတ်ယူရောင်းစားထားတဲ့တဲလွန်သားတွေကအဲ့ဒီမှာရှိတာတဲ့ကြည့်တော့ပေါ်သွားမှာဆိုလို့ဖောက်ခွဲဖြစ်စည်းပလိုက်တယ်တဲ့ဒါကိုခင်ဗျားတို့ကိုရည်သွေးပြီးမပြောပါနဲ့ကောင်းတဲ့စဉ်းစားကြည့်ပါကျွန်တော်ကသတင်းချက်လက်ရှိလို့ပြောနေတာတနေ့ရှင်းရအောင်မယ်နောက်ကကိစ္စတော့လည်းခင်ဗျားတို့တရုတ်တွေအများကြီးတတ်လိုက်တယ်တရုတ်တွေအများကြီးတတ်လိုက်တဲ့အတွက်တရုတ်အစိုးရအဲ့မှာမခံနိုင်တော့ဘူးကျွန်တော်ပဲအရင်ဆုံးစပြောတယ်အခုလည်းကျွန်တော်ပြောပြီး KK ပတ်ကိစ္စကိုလည်းနော်ဆိုတော့ခင်ဗျားတို့လူလည်းမကြပါနဲ့တိုင်းပြည်လူဘာမှမကြပါနဲ့ဒီမှာအခု NUG ကထားကျင်ရတယ်ဗတ်ပြန်တဲ့တိုင်းသား ERO တွေနဲ့လည်းစုပေါင်းပြီးတော့အမေရိကန်ဖွဲ့လိုက်တဲ့အဖွဲ့ကြီးနဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက်အသင့်ပြင်ထားဖို့သူတို့ကလည်းဟိုတင်စတာရှိကြတယ်လို့သူတို့ကလည်းတိုက်တွန်းပါတယ်ပေါ့မင်းအောင်လိုက် KK ပတ်ကိုဖောက်ခွဲဖျက်ဆီးတာကကြားဖြတ်ဆိုတဲ့ online လိမ့်လေမှုဥစ္စာတစ်ခုတည်းတည်းမဟုတ်ဘဲနဲ့လူသားအစိတ်အပိုင်းတွေကိုတတ်တောက်ထုတ်ယူရောင်းစားထားတဲ့အကြောင်းတရားတွေလည်းရှိတယ်လို့တရုတ်ပြည်ကလာတဲ့ကံမဲ့ကယ်တွေနဲ့ KK ပတ်မှာပဲမူရစေဝါချက်လုပ်ပြီးတော့ထိုင်းနိုင်ငံဘက်ကိုတွင်းလာမူရစေဝါအဲ့မှာအဲ့ဒီစလုပ်ခဲ့တဲ့အချိန်ကတွင်းခဲ့တဲ့အချိန်ကစပြီးအခု KK ပတ်ပြည့်စည်သွားတဲ့အထိအနည်းဆုံး9ဘီလီယံကျော်ဖို့အလုံးကြီး9ဘီလီယံကျော်ဖို့ထိုင်းကအဲ့ဒီ KK ပတ်နဲ့အဲ့ဒီဘော်ဒါမှာပဲမိခဲ့အဲ့ဒါကိုလည်းခင်ဗျားတို့ဗက်တိတ်တွေနဲ့တော့ပြန်ကြည့်ကြဒီ KK ပတ်တို့ဒီ ODN တို့စောချစ်သူတွေခေါင်းတိုင်ဖတ်ကြတာမမောင်အောင်မြန်မာစစ်တပ်ငွေမရှိတော့လို့အဲ့လောက်ထိအသေးအတန်ခင်ဗျားတို့အချုပ်ချအာဏာပြောတော့တကဘာလုံးကလူတွေလူကုန်ကူးခံရပြီးမြစ်ကလေးဖြတ်ပြီးရောက်လာတာအချုပ်ချအာဏာလားတော့ပြန်ကျင်တော့လေအဲ့ဒီမြစ်ကလေးဖြတ်ပြီးပြန်သွားကြတာအချုပ်ချအာဏာလားနော်ခင်ဗျားတို့စစ်တပ်နော်ခင်ဗျားတို့တိုင်းပြည်ကိုချစ်ပါတယ်ဆိုတဲ့ကောင်တွေအဲ့ဒီဘောမနေတဲ့ကောင်တွေထောက်ခံနေတဲ့ကောင်တွေနော်ခင်ဗျားတို့စောက်ရှက်မရှိပဲမပြောကြပါနဲ့အသေးစိတ်ကောင်းတဲ့စဉ်းစားပါဒီဉာဏ်ရည်နဲ့ဒီအုံနောက်လောက်နဲ့ဒီအဆင့်တန်းလောက်နဲ့နိုင်ငံတကာ level ကိုတက်လို့မရဘူးဖြစ်နေတယ်တိုင်းပြည်တော်တော်ဒုက္ခရောက်သွားပြီလိန်တဲ့ကောင်ကစစ်လိန်နေတယ်လက်ခံတဲ့လူကလက်ခံနေတယ်ဒါကြီးကမဖြစ်သင့်တော့ဘဲနဲ့အားလုံးမှန်မှန်ကန်ကန်နော် justice and fair ပြည်သူပြည်သားတွေအတွက်ရောကဘာသူကဘာသားတွေအတွက်ရောရပါလေလို့ပဲကျွန်တော်ပြောရင်းနဲ့ကျွန်တော်တက်နိုင်လောက်ဒီကိစ္စမှာပုံစံမျိုးစုံနဲ့ကျွန်တော်ပါဝင်ပတ်သက်ဖို့အခြေအနေရှိတယ်ဗျာလို့ပြောရင်ဒီကုန်းချုပ်ရစီဗျာအားလုံးကျမ်းမှကြပါလိမ့်လိမ့်လေခုကနေကိရှင်းကြပါလိမ့်လိမ့်တိုင်းအလူလည်းမတိုးကြပါနဲ့လိမ့်တာတွေကိုလည်းမယုံကြပါနဲ့အားလုံးလိမ့်နေကြပါသည်လို့ပဲပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဘုရှင်လေးပါခင်ဗျာ